မင်္ဂလာပါပြုတ်တင်မောသားနဲ့တင်မောသားမိသားစုတွေကိုပေါ့နော်မေးချင်တဲ့မိကုန်းတွေတစ်ခုရှိပါတယ်အဲ့ဒါပါလဲလို့ဆိုတော့ခင်ဗျားတို့နော်တင်မောသားတွေအလောက်ခန့်အပ်တဲ့သဘောတူညီချက်စာချုပ်ပေါ့နော်အင်္ဂလိပ်လိုပြောမယ်ဆိုတော့ Seaman Employment Agreement ပေါ့အဲ့ဥစ္စာနဲ့ပတ်သက်လို့ခင်ဗျားတို့ထဲထဲဝင်ဖတ်ကြည့်ပြီးပြီလားနားလေအောင်လို့ဖတ်ကြည့်ပြီးပြီလားကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့တော့လာရောက်တိုင်တဲ့အမှုတွေထဲမှာဘာတွေတွေ့ရလဲလို့ဆိုတော့အဲ့ဒီထဲမှာဘောနော်ခင်ဗျားတို့ဂယုမဆိုင်လို့ရှိရင်နော်ခင်ဗျားတို့သက်သေဆုံးတာပဲဖြစ်ဖြစ်ထိခိုက်ဒဏ်ရာရတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီနေရာမှာကြော်ကြီးတောင်းခံတဲ့နေရာမှာခင်ဗျားတို့ဘက်ကအားနည်းချက်တွေဖြစ်မယ်ခင်ဗျားတို့ဘက်ကအားနည်းသွားတာဖြစ်တဲ့အတွက်နော်တောင်းခံတဲ့နေရာမှာလိုအပ်တဲ့အချိန်တက်ပူကြကောင်းကြမယ်လုံးဝမရနိုင်တာလည်းဖြစ်သွားနိုင်တယ်နော်ဒါတစ်ချက်ဒုတိယတစ်ချက်ကခင်ဗျားတို့ရဲ့ SEO တေချာနားမလည်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့သင်္ဘောမှာခင်ဗျားတို့အလုပ်လုပ်ရမယ်အလုပ်ချိန်နားချိန်တခြားနော်ရပိုင်ခွင့်တွေခံစားခွင့်တွေနဲ့ပတ်သက်လို့ခင်ဗျားတို့နော်တာကနနာသိမှာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်တို့ခုတွေ့နေတဲ့ကိစ္စတော်တော်များများတော့ဘာဖြစ်နေလဲလို့ဆိုတော့ခင်ဗျားတို့အလုပ်ခံမယ်လို့နော်ပြောတဲ့လူတော်တော်များများပေါ့ဗျာအလုပ်ရှာပေးမယ်လို့ပြောတဲ့လူတော်များအလုပ်ခံတဲ့လူတော်တော်များများခင်ဗျားတို့နောက်တစ်ပတ်ဆိုထွက်ရမှာနောက်2ပတ်လောက်နေလို့ရှိရင်မြစ်မောတက်ရမယ်လို့ကပြောတာခင်ဗျားတို့အဲ့ SEA ကိုတပတ်သမောတက်ရမှာကြိုတိနေတဲ့သားနဲ့ကြိုပြီးတော့စိုင်းထိုးပေးဖို့အတွက်စီစဉ်တဲ့ SRPS တွေရှိနေပြီလားနော်ကျွန်တော်အကုန်လုံးမဆိုလိုပါဘူးနော် SRPS အများစုကနော်ကြိုပြီးစိုင်းထိုးတဲ့ကိစ္စကိုမလုပ်တာတွေတွေ့ရတယ်เนาะဒါကျွန်တော်တို့ရှိမှဥလာတိုင်းတဲ့ကိစ္စတွေကိုမူတည်ပြီးကျွန်တော်ပြပြနေပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ SCA ကိုခင်ဗျားတို့နားလေအောင်ရှင်းပြเนาะနားလေအောင်ရှင်းပြဖို့နေသားလားလေမြန်ကွင်းစင်ကန်ဒီဟလာစင်မဲ့နေတော့မဟုတ်လေမြန်ကွင်းရောက်မှာဒီမှာစိုင်းထိုးကမှစိုင်းထိုးဆိုပြီးတော့တော့လှုပ်သွားကြတဲ့ကိစ္စတွေလည်းကျွန်တော်တို့လာတိုင်းတဲ့အမှုတွေမှာအများကြီးတွေ့ရတယ်ဒါတွေကိုခင်ဗျားတို့လက်ခံလို့ရှိရင်ခင်ဗျားတို့အတွက်เนาะအကျိုးထက်เนาะအကျိုးကောင်းကျိုးထက်เนาะအကျိုးပို့ပြီးတော့ရုပ်စီမဲ့ကိစ္စတွေဖြစ်မယ်ပေါ့နော်ဆိုတော့အခုလည်းကျွန်တော်တို့မှုလာတိုင်းတွေဒီမှာဒါတွေပဲတွေ့နေရတယ်ပေါ့နော်စိတ်တော့မကောင်းဘူးဗျဒါပေမဲ့ခင်ဗျားတို့ဘက်က view site ပို့လို့ပဲပေါ့